တရုတ်နံနံဟာအပူပိုင်းဒေသမှာအထူးသင့်တော်ပြီးစိုက်ပျိုးရလွယ်ကူတဲ့ဟင်းခတ်အမွှေးကြိုင်ပင်တစ်မျိုးဖြစ်ပါတယ်။အိမ်တွင်းမှာပဲဖြစ်ဖြစ်ခြံထဲမှာပဲဖြစ်ဖြစ်လွယ်ကူစိုက်ပျိုးနိုင်ပါတယ်။စိုက်ပျိုးဖို့အတွက်ပထမဆုံးမျိုးစေ့ကိုရွေးချယ်ရပါမယ်။ရင်းမှင့်နေတဲ့တရုတ်နံနံပွင့်ကနေအစေ့ကိုယူနိုင်တယ်လို့ဈေးကနေဝယ်လာတဲ့တရုတ်နံနံအပင်ရဲ့အမြစ်ကိုလည်းပြန်စိုက်နိုင်ပါတယ်။မြေပြင်အတွက်တော့နှုံးမြေသို့မဟုတ်တဲနှုံးမြေဟာအကောင်းဆုံးဖြစ်ပြီးမြေဆွေးနဲ့တဲအနှင်းငယ်ရောဆက်ထားရင်ပိုပြီးဖြစ်ထွန်းပါတယ်။မျိုးစေ့ကိုမြေပေါ်မှာဖြန့်ကျဲပြီးမြေပါးလေးနဲ့အုပ်ပေးပါအမြစ်ဆိုင်မယ်ဆိုရင်တော့အမြစ်ကိုမြေထဲမြုပ်ပြီးအညွန့်ပိုင်းကိုမြေပေါ်ပေါ်ထားပေးရပါမယ်။နေအောင်ကြီးအတွက်တော့ဓာတ်ရိုက်နေဘူးထက်အရေးတဝက်နဲ့နေအောင်တဝက်ရရှိတဲ့နေရာမှာပိုပြီးကောင်းဖြစ်ထွန်းပါတယ်။နေဘူးလွန်ရင်အရွက်တွေကျန်းသွားနိုင်ပါတယ်။ရေလောင်းတဲ့အခါမှာတော့မြေကြီးကိုအမြဲဆိုစွတ်နေအောင်ထိမ့်သိမ်းပေးရပါမယ်။ဒါပေမဲ့ရေဝတ်မနေအောင်သတိထားရပါမယ်။တစ်နေ့တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်ပုံမှန်ရေလောင်းပေးနိုင်ပါတယ်။ပြုစုစောင့်ရှောက်ရမှာတော့တဘာဝမြေဆွေးသို့မဟုတ်နွားချေးချောက်ကိုတစ်လတစ်ကြိမ်လောက်ထည့်ပေးနိုင်ပါတယ်။အပင်မှာပန်းပွင့်တက်လာရင်ချက်ချင်းဖြတ်ပေးတင်ပါတယ်မဟုတ်ရင်အရွက်ထွက်နေပြီးအပင်အိုသွားနိုင်ပါတယ်။အပင်စိုက်ပြီး2လခွဲကနေ3လလောက်အတွင်းမှာစတင်စုခူးနိုင်ပါတယ်။စုခူးတဲ့အခါအောက်ခြေကရင်းတဲ့အရွက်တွေကိုအရင်ယူပြီးအလဲညွန့်တွေကိုခြံထားပေးရပါမယ်။တရုတ်နံနံဟာအဆိုဓာတ်ရှိတဲ့နေရာမှာအလွန်ဖြစ်ထွန်းတာကြောင့်ရေထိန်းနိုင်တဲ့မြေအိုးဒါမှမဟုတ်ကွန်ကရစ်အိုးတွေနဲ့စိုက်ပျိုးတာကအကောင်းဆုံးဖြစ်ပါတယ်။နောက်ထပ်လည်းစိုက်ပျိုးရေးနည်းလမ်းကောင်းတွေကိုတင်ပေးသွားမှာဖြစ်လို့ subscribe လေးလုပ်သွားပေးပါနော်။